dear. You told me that the Pope can love God, but to be seen to love anyone else would be impossible. Shall we remove That ourselves? the Pope must be chaste, and he must be seen to be chaste. ဒါပေမဲ့ပိုရဟန်မင်းကြီးဟာအပတ်ဖြေဖို့လာတဲ့ချုံမောလာပါတဲ့မျိုးသမီးငယ်လေးတယောက်ပေါ်စိတ်တိုင်းညွတ်သွားခဲ့တယ်။သူမရဲ့အပြစ်တွေအတွက်နောင်တရားဖို့ချိုးချံချေချက်ရမယ်လို့သူကပြောခဲ့တာပါ။ဒါပေမဲ့ညှင်းတဲ့အခါမှာတော့ပိုရဟန်မင်းကြီးဟာသူမရဲ့ဝတ်ပြုဆုတောင်းမှုကိုကြည့်ရှုဖို့ဆိုပြီးသူမရဲ့အခန်းထဲကိုတိတ်ဆိတ်ခိုးဝင်သွားခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူဟာဂျူလီယာကိုဒီကေဟာထဲမှာဝတ်ထားပြီးရှုပ်ဝက်လန်းကနေညစဉ်ညတိုင်းခိုးပြီးသွားတွေ့ခဲ့တယ်။တမက်စိတ်ကြီးမှလာတဲ့ပိုရဟန်မင်းကြီးဟာဂျူလီယာရဲ့ပုံတူကြီးကိုဆွဲခိုင်းဖို့အတွက်ဈေးကြီးပေးပြီးပကြီးဆရာတယောက်ကိုတောင်းငှားရမ်းခဲ့ပါသေးတယ်။တရက်မှာတော့ပိုရဟန်မင်းကြီးရဲ့တမီးဖြစ်သူကသူတို့စီကိုမတော်တဆရောက်လာခဲ့တဲ့ဂျူလီယာရဲ့အလှပတ်ကိုအံ့ဩသွားတဲ့သူမဟာစကားစမြည်ပြောဆိုခဲ့ပြီးလက်ဆောင်ပေးရဲ့ဆွဲကြိုးကိုလည်းဝန်တာအားရလက်ခံခဲ့တယ်။သူမဟာဖခင်ဖြစ်သူရဲ့မရင်မြင်နဲ့တငယ်ချင်းတွေဖြစ်သွားခဲ့ပါပြီ။အဲ့ဒီညနေမှာလူခီစီယာဟာဆွဲကြိုးနဲ့ဆော့ကစားနေရင်သူမမိခင်ရဲ့အာယုံဆိုင်မှုကိုခံလိုက်ရတယ်ဒါကြောင့်အဲ့ဒီနေ့အစောပိုင်းကဖြစ်ပျက်ခဲ့တာတွေကိုသူမရဲ့မိခင်ကိုပြောပြလိုက်ရတော့တာပေါ့။အခြေရေးကိစ္စတွေမှာအတွေ့အကြုံရှိတဲ့သူမရဲ့မိခင်ဟာဘာတွေဖြစ်နေလဲဆိုတာချက်ချင်းသဘောပေါက်သွားခဲ့တယ်။သူမဟာပိုရဟန်မင်းကြီးရဲ့အဆောင်ထဲကိုဒေါသတကြီးနဲ့ဝင်သွားပါတော့တယ်။ You told me that the Pope can love God, but to be seen to love anyone else would be impossible. အခုတော့သူဖောက်ပြန်နေတယ်ဆိုပြီးလူသိရှင်ကြားဆွဆွဲခံနေရပါပြီအခြေအနေကတော်တော်လေးကိုပောက်ကွဲလို့နေပါပဲအဲ့ဒီမှာရှိနေတဲ့ခေရန်ကိုင်းကျုပ်တွေဟာပိုရဟန်မင်းကြီးရဲ့ကိုရေးကိုရာဘဝပျက်စီးနေပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားကြပြီးဒါဟာသူ့ကိုယာရုကဖြုတ်ချဖို့အကောင်းဆုံးအခွင့်အရေးပဲလို့မြင်ခဲ့ကြပါတော့တယ် I was beautiful once, no? Still. We agreed, did we not, that you would not lie?